ကိုကြီးပြောပြမယ်နားထား ညီလေးတို့ရေဒီတစ်ခါကိုကြီးမေးချင်တာလေးတစ်ခုရှိတယ်ညီလေးကတစ်ခုခုကိုအစပိုင်းမှာကောင်းကောင်းလုပ်နိုင်ခဲ့ပေမဲ့နောက်ပိုင်းညင်းငွေလာပြီးရက်သွားတာမျိုးကြုံဘူးလားဒါမှမဟုတ်အလေးချင်းခေါင်းတစ်ခုစလုပ်တယ်နှစ်ပတ်တစ်လကောင်းကောင်းလုပ်တယ်ပြီးတော့တစ်နေ့မှာမေ့သွားတယ်ပြင်းသွားတယ်ပြီးတော့လုံးဝပြန်မလုပ်ဖြစ်တော့အဲ့ဒါဘာလို့လဲဆိုတော့အလေးချင်းခေါင်းတစ်ခုကိုစတင်ဖို့ကလွယ်ပေမဲ့ရေရှည်ထိမ့်သိမ့်ဖို့ကခက်လို့ပဲဒီနေ့ Atomic Habits ရဲ့နောက်ဆုံးအပိုင်း3မှာတော့ဒီမေကွန်းရဲ့အဖြေကိုရှာဖွေကြရမယ်ဒါကတော့အဆင့်မြင့်နည်းဗျူဟာများ advanced tactics ပဲအပိုင်း1မှာ identity နဲ့ plateau of latent potential အကြောင်းပြောခဲ့တယ်အပိုင်း2မှာဥပဒေသား၄ချက်ကိုအသေးစိတ်ပြောခဲ့တယ်ဒီတစ်ခါ James Clear ကဒီအခြေခံတွေကိုကြော်ပြီးပုံမနှက်ဆိုင်တဲ့မေကွန်းတွေကိုဖြည့်ပေးတယ်ငါရဲ့ကိုယ်ပိုင်စွမ်းရည် talent နဲ့ကိုင်းညီမဲ့အလေးချင်းကိုဘယ်လိုရွေးမလဲညီးငွေလာတဲ့အခါဘယ်လိုရှေ့ဆက်မလဲတခါတလေလမ်းချော်သွားရင်ဘယ်လိုပြန်ဝင်မလဲဒီအလေးချင်းတွေကိုတစ်သက်လုံးဘယ်လိုထိမ့်သိမ့်မလဲဒါတွေအားလုံးဟာစာအုပ်ရဲ့နောက်ဆုံးအခန်းတွေမှာပါဝင်တဲ့ယတနာတွေပဲပထမဆုံးအရေးကြီးတဲ့အချက်ကအလေးအကျင့်တိုင်းကလူတိုင်းအတွက်အလို့မဖြစ်ဘူးဆိုတာကိုနားလည်ဖို့ပဲ James Clear ပြောတာကကိုနဲ့သဘာဝကျတဲ့အလေးအကျင့်ကိုရွေးဖို့လိုတယ်ဒါကြောင့်ညီလေးတို့ကိုမေးရမယ်မေကွန်း3ခုရှိတယ်နားအတွက်ဘာကပြောစရာကောင်းတယ်လဲဘာကလွယ်ကူတယ်လဲ What feels fun to me but work for others နားရဲ့ဘာဝအလေးထားကဘလို့လဲ What makes me lose track of time နားမှာဘယ်နေရာမှာကိုယ်ပိုင်အားသာချက်ရှိလဲ Where do I get greater returns than the average person ဒီမေကွန်းတွေရဲ့အဖြေကညီလေးရဲ့အချက်ပြချက် sweet spot ကိုညွှန်ပြလိမ့်မယ်ဥပမာဂီတကိုအရန်နဲ့တက်တဲ့သူအတွက်ဂီတတီးတာဟာအလေးချင်းတစ်ခုလို့တော့မခံစားရဘူးဆရာဖြစ်နေတယ်စာရေးရတာကိုနှစ်သက်တဲ့သူအတွက်နေ့စဉ်စာရေးတာဟာဝင်ထုတ်မဟုတ်ဘူးသူ့ရဲ့တဘာဝပဲဒါကြောင့်ညီလေးတို့သူများတွေလို့အောင်မြင်နေတဲ့အလေးချင်းတွေကိုလိုက်မလုပ်ပါနဲ့ကိုနဲ့ကိုက်ညီမဲ့အလေးချင်းကိုရှာပါဒုတိယအချက်ကဒီတစ်ခါအရန်အရေးကြီးတယ်လူတွေအလေးအကျင့်တစ်ခုကိုစွန့်ပစ်ရတဲ့အဓိကအကြောင်းရင်းကညင်းငွေချင်းပဲ boredom ပဲ James Clear ကဒီအတွက်ရွှေစပယ်မင်္ဂလိစီးမြ Goldilocks rule ကိုမိတ်ဆက်ပေးတယ်ဒီစီးမြအရာလူသားတွေဟာမိမိတို့ရဲ့စွမ်းရည်ထက်400လောက်ပိုခက်ခဲတဲ့အလုပ်ကိုလုပ်နေခြင်းမှာအာယုံစူးစိုက်မှုအမြင့်ဆုံးရှိတယ်တိတ်လွယ်ရင်ပြင်းတယ်တိတ်ခန့်ရင်စိတ်တက်ကြတယ်အလဲအလတ်စိန်ခေါ်မှုရှိတဲ့အခါစိတ်ဝင်စားမှုဆက်ရှိနေတယ်ဒါကြောင့်အလေးအကျင့်ကောင်းတစ်ခုကိုရေရှည်ထိမ့်သိမ့်ဖို့အလေးအကျင့်ကိုအမြဲတစေနည်းနည်းလေးစိန်ခေါ်မှုရှိအောင်လုပ်ပါတနေ့တည်းမှာအသက်မြင့်ဖို့မလိုဘူးရက်တပတ်အနည်းငယ်ကြာနည်းနည်းလေးခံအောင်လုပ်ပါပြီးတော့ညီးငွေချင်းကိုကြော်ဖြတ်တတ်ဖို့လေ့ကျင့်ပါအော်မြင်တဲ့သူတွေဟာစိတ်အားထက်သန်နေလို့ဆက်လုပ်နေတာမဟုတ်ဘူးသူတို့ဟာညီးငွေတဲ့အခါမှာတော့ဆက်လုပ်နိုင်တဲ့စွမ်းရည်ရှိလို့အော်မြင်တာတတိယအချက်ကအစစ်မြင့်လက်နက်တွေပဲ habit contract အလေးအကျင့်စာချုပ်ဒါကကိုယ့်ရဲ့အလေးအကျင့်ကိုပြင်ပမှာအာမခံချက်ရှိအောင်လုပ်တာပဲစာချုပ်တစ်ခုလုပ်ပါကိုလုံးမဲ့အလေးအကျင့်ကိုရေးပါလုံးမိရင်ဘလို့အဖြစ်တန် penalty ပေးမယ်ဆိုတာရေးပါပြီးရင်လူနှစ်ယောက်ကိုလက်မထိုးခိုင်းပါဥပမာဒီလက်မှာတပတ်3ရက်ထပ်နေရင်ငါတငယ်ချင်းကိုကျပ်9000ပေးမယ်ဒီလိုလုပ်ရင်လက်လျှော့ဖို့ပိုခတ်သွားတယ် Annual Review and Integrity Report နှစ်စဉ်ပြလဲသုံးသပ်ခြင်း James Clear ကိုယ်တိုင်နှစ်စဉ်ဒီလိုပြလဲသုံးသပ်တယ် Annual Review ဒီနှစ်မှာငါဘာတွေလုပ်ခဲ့လဲတွေအောင်မြင်ခဲ့လဲဘာတွေအဆင်မပြေခဲ့လဲညီလေးတို့ကိုကြီးပြောတာကိုနားထောင်ကြည့်စမ်း Integrity Report ဆိုတာကိုပြန်ဆန်းစစ်တာငါရဲ့တန်ဖိုးတွေနဲ့ငါလုပ်နေတာတွေတကယ်ကိုက်ညီရဲ့လားဘယ်နေရာမှာကိုလှည့်စားနေသလဲဒီလိုသုံးသက်ချက်တွေကညီလေးရဲ့လမ်းကြောင်းမှန်ပေါ်ရှိမရှိကိုစစ်ဆေးပေးတယ်အားသာချက်တွေကတော့ဒီအပိုင်းကအလေးအကျင့်တွေကိုရေရှည်မှာတကယ်ထိမ့်သိမ့်နိုင်ဖို့လမ်းညွှန်ပေးတယ် Goldilocks rule ကညီးငွေချင်းကိုကြော်လွှားဖို့ရှင်းလင်းတဲ့နည်းလမ်းပေးထားတယ် Talent versus habit ကိုခွဲခြမ်းစိတ်ဖြာပြီးကိုပိုနားလည်လာအောင်ကူညီပေးတယ်ဒါပေမဲ့အားနည်းချက်ကတော့ဒီအပိုင်းကလှုပ်ဆောင်ရမယ့်အဆင့်တွေပိုများတယ်အချိန်ပေးပြီးတကယ်လုပ်ဖို့လိုတယ် habit contract မျိုးကပတ်ဝန်းကျင်ကလူတွေရဲ့ပူးပေါင်းပါဝင်မှုလိုတာကြောင့်တချို့အတွက်လက်တွေ့မကျနိုင်ဘူးညီလေးတို့ဒီနေ့ကိုကြီးပြောပြခဲ့တာတွေကိုပြန်စဉ်းစားကြည့်ပါညီလေးတို့ဒီဗီဒီယို3မိုင်လုံးကိုကြည့်ပြီးရင် Atomic Habits စာအုပ်ကိုဖတ်ပြီးသားလောက်ကိုနားလည်သွားပါပြီဒါပေမဲ့သိယုံနဲ့မလုံလောက်ဘူးလက်တွေ့လုပ်ရမယ်ဒီဗီဒီယိုတွေကိုကြည့်ပြီးတိုင်းကိုအသုံးချနိုင်မဲ့အချက်လေးတစ်ခုခုကိုရွေးပြီးဒီနေ့ကစပြီးလုပ်ကြည့်ပါဥပမာဒီနေ့ညအိယာမဝင်ခင်ကိုယ့်ရဲ့ habit tracker လေးကိုစတင်လိုက်
ဒါမှမဟုတ်ကိုလှုပ်ချင်တဲ့အလေးအကျင့်တစ်ခုကို2မိနစ်စီမြင့်နဲ့စတင်လိုက်ပါတစ်နှစ်အတွင်းဒီလိုအသေးစားလောက်ရလေးတွေစုလာတဲ့အခါညီလေးကကိုယ့်ရဲ့ empire ကိုတည်ဆောက်နေတဲ့ဘယင်မှတပါးဖြစ်နေပါပြီကဲ Atomic Habits ရဲ့နောက်ဆုံးအပိုင်းကိုဒီလောက်နဲ့နှီးကုန်းချုပ်လိုက်ပါမယ် ။ဒီရင်တယောက်ရဲ့အာယုံဆိုင်မှုဟာသူ့ရဲ့ empire တိုးတက်ဖို့အတွက်ပဲဖြစ်ရမယ်။နေ့စဉ်9မိနစ်စာဒီလိုအခြေခံတွေကိုလေ့လာပြီးဘယင်တယောက်ဖြစ်ဖို့ follow လုပ်ထားပါ